โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ထမင်းစားပြမယ်ပေါ့နော်တို့ရဆုံးဒါကတော့ခရမ်းညင်ကြီးငပိချက်ပေါ့နော်ဒီမှာကြည့်ခရမ်းညင်ငပိချက်ဒါကတော့ကြက်သားနဲ့အာလူပေါ့နော်ကြက်သားနဲ့အာလူဖြစ်ပါခင်ဗျโอเคစားပါတော့မယ်နော်ရင်ဆုံးဒီခရမ်းညင်ကြီးငပိချက်လေးပေါ့နော်ဒီကင်မလည်းဘာချက်ကျွေးနေမှမသိဘူးခရမ်းညင်ငပိချက်လည်းပြောရမှာကြက်ဥလည်းပါတယ်ပေါ့နော်ကျဲဥဟင်းလို့ပဲပြောရမလားခရမ်းညင်ငပိကျဲလို့ပဲပြောရမှာမသိဒါလည်းဖြစ်ပါနော်စားလိုက်တော့မယ်โอเคပြောအရင်ဆုံးနယ်လိုက်အောင်မယ်နယ်လို့เอามาစားကြပါအောင်ခင်ဗျတော့တော့ပဲလားတော့ပဲနေတော့ပေါ့တမင်းနဲ့နေအဲ့မှာတို့စရာအစုံပဲနော်တို့စရာပြပြီတို့စရာအစုံပဲတခွားသည်တခွားသည်ပေါ့နော်တခွားသည်ခရမ်းသည်ဒီမှာတရက်ကင်ညာလည်းတရက်ကင်ဒါပိနေကင်အစေဒါပူစီနာပဲဟုတ်တယ်ငါ့ကျူဒီမှာတနည်းနည်းဖွစားတယ်။နော်တို့တနည်းနည်းရမ်းစားလေးကျွန်တော်ပြောရဟာတနည်းနည်းဖွစား။ဒီစားစီည你要钱啊？我买不了它。钱呢？你讲。